နှလုံးယောဂတဲ့များမကြည့်တင်သောပရီးမီးယားလိ၏ YouTube ဖွယ်ဇက်သိန်းကမ်းများပရီးမီးယားလိဆိုတာကမ္ဘာပေါ်မှာဆွဲဆောင်မှုအရှိဆုံးလိတစ်ခုဖြစ်နေခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပွဲသိမ်းခရာမမုံမချင်းဘာမှမသေးကြဘူးဆိုတဲ့အချက်ပါပဲခံမရခတ်တဲ့အလှည့်ပြောင်းတွေနောက်ဆုံးမိနစ်ဒရမာတွေနဲ့ပရိသတ်ကိုအသက်ရှူမစေခဲ့တဲ့ပွဲတွေကိုပြန်ပြောင်းပြောမယ်ဆိုရင်အခုလက်လက်ဆက်ဆက်ပြီးခဲ့တဲ့တနင်္ဂနွေနေ့က Anfield မှာကစားခဲ့တဲ့လီဗာပူးနဲ့မန်စီးတီးပွဲစဉ်ကိုချန်လှပ်ထားလို့မရပါဘူးဒီဟာဒီ2025-26ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာနိုင်မဲ့ပွဲလေးဖြစ်ပါတယ်ဆိုဘော့စလိုင်းရဲ့လှပတဲ့ free kick ဘနာဒိုဆေးဗာရဲ့ခြေပကိုတွေနဲ့အကျိတ်နဲ့ရှိနေတော့ပွဲပြီးကနေမှာဟာလန်ကပယ်နယ်တီနဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းသလိုအနိုင်ကိုသွင်းယူသွားခဲ့တာပါဒိုနာရမာရဲ့လက်စွမ်းပြမှုတွေ VR ဒရမာတွေအနီကတ်တွေနဲ့ပြည့်နှက်နေတဲ့ဒီပွဲဟာရုပ်ရှင်ကားကြီးတကားလိုပါပဲဒီလိုပါပဲတမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီထက်ယူသွတ်စရာကောင်းတဲ့ပွဲတွေရှိပါသေးတယ်အထင်ရှားဆုံးကတော့2012ခုနှစ်ကမန်စီးတီးနဲ့ QPR တို့ရဲ့ပွဲစဉ်ပါပဲ United စီရောက်လို့နီးပါးဖြစ်နေတဲ့ဖလားကိုအချိန်ပိုနောက်ဆုံးစက္ကန့်မှာအကွေးရိုးကပြန်လူယူပြီးမန်စီးတီးကိုပထမဆုံးအကြိမ်ပရီးမီးယားလိချန်ပီယံဖြစ်စေခဲ့တဲ့အခိုက်အတန့်ကဘယ်တော့မှမမေ့နိုင်စရာပါပဲဒီလိုပါပဲ United ပရိသတ်တွေအတွက်နာကျင်ရတဲ့နောက်ထပ်တစ်ပွဲကတော့ပြီးခဲ့တဲ့2023-24 Chelsea နဲ့ပွဲပါမိနစ်60ကျော်ပြီးတဲ့အထိ3-2 ဂိုးနဲ့နိုင်နေပြီးကမှကိုပါမရဲ့နောက်ဆုံးမိနစ် hat-trick ကြောင့်4-3 ဂိုးနဲ့ပြောင်းပြန်ရှုံးနေခဲ့ရတာရက်ဆက်လွန်းတဲ့ဇက်သိန်းကန်တစ်ခုလည်းဖြစ်ပါတယ်ရက်ဆက်တယ်ဆိုတဲ့အကြောင်းအရာကိုပြောမယ်ဆိုရင်စပါးနဲ့လက်စတာပွဲကိုလည်းမေ့ထားလို့မရပါဘူးလက်စတာအသင်းနိုင်ပြီလို့ထင်နေတဲ့အချိန်နာကျင်အချိန်ကို4မိနစ်ကျော်ကမှစတီဗင်ဘတ်ဝိုင်းကစက္ကန့်ပိုင်းအတွင်း2ဂိုးဆက်တိုက်သွင်းပြီးလက်စတာစီကနိုင်ပွဲကိုလူယူသွားခဲ့ပူပါတယ်ဒါပေမဲ့ဒီလိုဖြစ်ရမျိုးကစပါးကိုယ်တိုင်လည်းခံခဲ့ရပူပါတယ်2020-23ရာသီလီဗာပူးနဲ့ပွဲမှာ3ဂိုးပြတ်ရှုံးနေရကနေ3ဂိုးဖြစ်အောင်မယုံနိုင်စရာလိုက်ကစားနိုင်ခဲ့ပေမဲ့တရေကြပြီလို့ပျော်နေတဲ့အချိန်10မိနစ်အကြာမှာပဲဒီယိုကိုဂျိုတာကလီဗာပူးတို့အနိုင်ကိုပြန်သွင်းသွားခဲ့လို့စပါးတို့တောကရောက်ခဲ့ရပူပါတယ်ပရီးမီးယားလိရဲ့ထူးခြားချက်တွေထဲမှာဂိုးသမားတွေတောင်ဟီးရိုးဖြစ်ခွင့်ရှိနေတာပါ2021ခုနှစ်တုန်းကလီဗာပူးဂိုးသမားအီလီဆန်ဘက်ကာကဝက်စ်ဘရွန်းနဲ့ပွဲပြီးကန်ဒီမှာတိုက်စစ်မှုတယောက်လိုခေါင်းတိုက်အနိုင်ကိုသွင်းယူခဲ့ပူပါတယ်အဲ့ဒီလိုပဲနောက်ထပ်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကတော့ United နဲ့ Brighton ပွဲပါဒန်လူကြီးကပွဲသိမ်းခရာမှုတ်ပြီးကမှ VAR ပြန်ကြည့်ကြပြီးပယ်နယ်တီပေးလိုက်လို့ Bruno Fernandes ကကွင်းထဲပြန်ဝင်ပယ်နယ်တီပြန်ကန်ပြီးမှအနိုင်ယူခဲ့တဲ့ဖြစ်ရပ်မျိုးတွေကဒီပရီးမီးယားလိမှာပဲကြုံမှုကြားမှုကြမှာပါဒါ့အပြင်ဂိုးမိုးရွာတဲ့ဒရမာတွေလည်းရှိပါသေးတယ်ယာဂန်ကလော့ရဲ့မျက်မှန်ကွဲတဲ့အထိအောင်ပွဲခံခဲ့ရတဲ့ Norwich နဲ့ Liverpool တို့ရဲ့9ဂိုး4ဂိုးပွဲအာဆင်နယ်အသင်းက4ဂိုးပြတ်နဲ့နိုင်နေပြီးကမှနယူကာဆယ်ကတီယေဂိုရဲ့အဝေးကန်ချက်တွေနဲ့အတူ4ဂိုးပြန်ကစားခဲ့တဲ့ပွဲမြောက်လန်ဒန်ဒါဘီမှာအာဆင်နယ်အသင်းနိုင်နေပြီးကမှစပါးကနောက်ဆုံးမိနစ်တွေမှာခြေပေါက်ကိုသွင်းပြီး4ဂိုးထိတည်ကျသွားတဲ့ပွဲတွေကပရီးမီးယားလိရဲ့ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောတရားကိုအကောင်းဆုံးသက်သေပြနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးရင်တုံစရာယူသွတ်စရာမျောလင့်မထားတဲ့အလှည့်ပြောင်းတွေကြောင့်ပဲကျွန်တော်တို့အားလုံးဒီပရီးမီးယားလိကြီးကိုဆွဲလန်းနေကြတာပဲမဟုတ်ပါလားခင်ဗျာအခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Orange School Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။ဇုံးတီနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။